တောင်ကူအမှတ်3စစ်ဆေးရုံနဲ့ကေတုမတီလေတပ်ကို100ခွန်မမရှော့တိုက်တုံး4လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ Brave Warrior for Myanmar BWM ကပြောဆိုထားပါတယ်။တော်လိုင်းရေးတပ်တွေကရှော့တိုက်တုံးနဲ့ပြစ်ခတ်တဲ့အချိန်မှာမင်းအောင်လှိုင်ကစစ်ဆေးရုံနဲ့တောင်ကူလေတပ်ကထွက်ခွာပြီးစအချိန်ဖြစ်နေပြီးတော့ဒီကတ်တီလေးလွတ်မြောက်သွားခဲ့တယ်ဆိုပြီးတော့လည်းပြောပါတယ်။စစ်ဆေးရုံကိုမနေ့ကမနက်ပိုင်းမှာသူရောက်တယ်တိုက်ပွဲမှာဒဏ်ရာရတဲ့သူတွေကိုကြည့်တယ်မွန်းလွဲ17နာရီခွဲကျော်လောက်မှာနေမြေကန်လေတပ်ကဌာနဆိုင်ရာတွဲဆုံပွဲတွေလုပ်တယ်အဲ့ဒီကနေမနေ့ကမွန်းလွဲ2နာရီကျော်မှာတောင်ကူမြို့ထဲပတ်တယ်ရှေးဟောင်းဆောင်နဲ့အားကစားကွင်းသွားကြည့်တယ်အဲ့ဒီကနေကျွန်းကုန်းရွာကြက်ချန်နဲ့ကျွန်းကုန်းဘူရာကိုသွားတယ်အဲ့ဒီကနေညနေ4နာရီ10မိနစ်လောက်မှာနေပြီးတော့ကိုအထူးရထားစီးပြီးတော့ပြန်တယ်လို့သိရပါတယ်ရှော့တိုက်တုံးပြစ်တဲ့အချိန်နဲ့သူထွက်တဲ့အချိန်ကဒီအဝင်ထွက်လောက်ပဲဖြစ်တယ်ဒီ15မိနစ်လောက်ပဲခြားတယ်ဆိုပြီးတော့လည်းသိရပါတယ်မင်းအောင်လှိုင်ရဲ့ဒီတောင်ခီးစဉ်ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်ခဲ့တဲ့အချိန်မှာ Brave Warrior for Myanmar BWM ရဲ့အထူးစစ်စင်ရေးအဖွဲ့နဲ့အတူ KNL တပ်မဟာ2တပ်ရင်း9နဲ့ပူးပေါင်းပြီးတော့100ခွန်မမရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခတ်နိုင်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်အကြမ်းမဲ့မင်းအောင်လှိုင်ကတောင်ခီးစဉ်ကိုလှုပ်ဝက်စီစဉ်ပြီးတော့ပြည်တော်စုဝင်ကြီးခီးစဉ်ဆိုပြီးတော့အသိပေးပြီးတော့ဒါကုန်းလန်းနဲ့လာမယ်လို့ပြင်ဆင်ခဲ့ကြောင်းလက်တွေ့မှာတော့ရန်ကုန်နေပြီးတော့အစုံရထားနဲ့ရောက်ရှိလာပြီးတော့အဲ့ဒီကနေတဆင့်မဆာရ3နှစ်ဆောင်မြိုင်နဲ့ကေတုမတီလေတပ်ကိုတွားရောက်မယ်ဆိုပြီးတော့သိရတဲ့အတွက်ကြောင့် BWM နဲ့မဟာမိတ်အဖွဲ့တွေက100ခွန်မမရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်ပြစ်တဲ့နေရာရောက်မရောက်ကိုတော့သေချာမသိဘူးဒါပေမဲ့သူတောင်ကူရောက်တဲ့အချိန်ကိုရတဲ့သတင်းပေါ်မူတည်ပြီးတော့စ조사ဖြစ်တယ်မင်းအောင်လှိုင်စိတ်ပို့ပြီးတော့မလုံးမချုံဖြစ်အောင်လို့လှုပ်ဆောင်တာပေါ့နော်တောင်ကူမျိုးတွင်ပတ်နေတာခတ်တာကဒီပြည်သူတွေနေတဲ့နေရာတွေမို့လို့ဆိုပြီးတော့လည်းပြောထားပါတယ် Brave Warrior for Myanmar ရဲ့တာဝန်ရှိသူတယောက်ကဖြေထားတာတွေ့ရပါတယ်အကြမ်းမဲ့မင်းအောင်လှိုင်နိုင်ငံအတွင်းမှာခိုးကြောင်ခိုးဝက်သွားလာနေရပြီးတော့ထိတ်လန့်နေရတဲ့ဘဝကိုပေါ်လွင်စေဖို့အခုလိုမျိုးတိုက်ခိုက်ရခြင်းဖြစ်တယ် BWM အဖွဲ့ကမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တော်လန်ရေးအောင်တဲ့အချိန်ထိပြည်သူတွေနဲ့ဆက်လက်စ조사သွားမယ်ဆိုပြီးတော့လည်းပြောထားပါတယ်ဒီတော့ကတိလေးနော်ကတိလေးလွတ်သွားတယ်ပေါ့နော်မင်းအောင်လှိုင်တောင်ကူလာတဲ့အချိန်မှာ Brave Warrior for Myanmar နဲ့တခြားသောဒီမဟာမိတ်အဖွဲ့တွေက100ခွန်မမရှော့တိုက်တုံး၄လုံးနဲ့ပြစ်ခဲ့တယ်ဒါပေမဲ့သူထွက်တဲ့အချိန်နဲ့เนาะအဝင်အထွက်လောက်ဖြစ်သွားပြီးတော့ကတိလေးလွတ်မြောက်သွားတယ်ပေါ့နော်လွတ်မြောက်သွားတာလည်းကောင်းပါတယ်เนาะကျွန်တော်တို့ကတော့ဒီမင်းအောင်လှိုင်เนาะသမ္မတကြီးမင်းအောင်လှိုင်ကိုဒီလူဘဝကနေမထွက်ခွာစေခြင်းသေးဘူးပေါ့เนาะလွတ်မြောက်သွားတာလည်းကောင်းတယ်ဘာလို့လဲဆိုတော့ပွဲပြီးတဲ့ချိန်တိပေါ့เนาะပွဲပြီးတဲ့ချိန်တိဒီကောင်းလေးအကုန်လုံးလူစုံတက်ဆုံရှိစေခြင်းပါသေးတယ်အဲ့တော့เนาะကံကောင်းတာတခုကတော့မင်းအောင်လှိုင်စေယုံမှာသူ့ရဲ့တပည့်တွေเนาะသူ့ရဲ့သားပေါက်တွေဒဏ်ရာရတဲ့ဟာကိုသွားကြည့်ရင်းနဲ့သူပါဒဏ်ရာရမဲ့အနေအထားမျိုးเนาะသူပါငရဲပြီးရောက်တော့မဲ့အနေအထားမျိုးဖြစ်သွားတာပေါ့เนาะအဲ့တော့ဒီကောင်လေးစိတ်မလုံးမကြုံမှုတွေဆက်ပြီးတော့ဖြစ်ရမယ်เนาะသူတို့ရွေးကောက်တင်မြှောက်ထားတယ်ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ဒီမိုကရေစီအစိုးရเนาะဒီမိုကရေစီအစိုးရရဲ့တမ္မရာကြီးကအခုချိန်ထိခိုးကြောင်ခိုးဝက်နဲ့သွားနေရတယ်လုံကြုံနဲ့သွားနေရတဲ့အခြေအနေမျိုးမရှိဘူးအဲကလေးကပြည်သူတွေရဲ့စံနှနဲ့ဒီကောင်လေးတက်လာသလားเนาะပြည်သူတွေဆန္ဒပါပြီးတော့တက်လာတာလားမပါဘဲနဲ့တက်လာတာလားဆိုတာလဲเนาะဒီကောင်လေးညာလို့မရပါဘူးလိန်လို့မရပါဘူးเนาะအခုချိန်ထိလူကြားထဲလဲပေါ်ပေါ်တင်တင်မသွားရဘူးတခါလာလဲတက်ထဲမှာရှိနေတဲ့ကြက်ချန်လေးကိုပတ်လိုက်เนาะစိတ်ချန်လေးကိုကြည့်လိုက်အရင်တော့ကအကွက်တွေအဲ့တော့အားရနေတဲ့အနေအထားမျိုးဖြစ်ပြီးတော့သိရမလားအလုံးမရှိအကြောင်ရည်ချိုးတယ်ဆိုတော့အခြေအနေမျိုးပေါ့เนาะဟိုနာဝင်းကြီးရေးချန်လေးသွားကြည့်လိုက်ဒီနာစိုက်ပျိုးရေးချန်လေးသွားကြည့်လိုက်နေเนาะတမ္မရာကြီးမှာအလုံးမရှိဘူးလို့တူပါတယ်เนาะအဲ့တော့လောက်ကွက်လေးတွေကသူ့ဟာသူတော့လိုက်ရှာနေရတာပဲเนาะအခုတည်းဒီမှာလူနာတွေကြည့်ဖို့เนาะဆံပြုတ်လေးနဲ့သွားရင်လည်းသွားမှာပေါ့เนาะဆံပြုတ်ကဟိုမှာသူ့ရဲ့သားပေါက်တွေကိုမတိုက်ရဘဲနဲ့သူတိုက်ရမယ်အနေအထားမျိုးဖြစ်သွားတာပေါ့အဲ့တော့ဆက်ပြီးတော့ပြောရရင်အခုဒီမှာ BWM ကတော့ကျွန်တော်တို့ဟိုရင်ကလေးကเนาะမစ်ရှင်တွေများစွာလုပ်ခဲ့တဲ့အဖွဲ့လည်းဖြစ်တယ်เนาะမင်းအွန်လိုင်းကိုတော်တော်လေးချိန်ချုပ်ထားနိုင်ခဲ့တယ်အချိန်မှလည်းနန်းတွင်းကိုပြစ်ခတ်တာမျိုးတွေเนาะကာဘာစာတွေကိုလည်းပြစ်ခတ်တာမျိုးတွေလည်းလောက်ခဲ့တယ်ပေါ့နော် BWM ဒီလိုမျိုးအဖွဲ့တွေလည်းရှိနေတာကမင်းအွန်လိုင်းအတွက်စိတ်မလုံးမကြုံမှုတွေเนาะတခြားသောဒီမင်းအွန်လိုင်းလက်အောက်ကတက်တွေအတွက်เนาะအရာရှိတွေအတွက်လည်းစိတ်မလုံးကြုံမှုတွေပို့ပြီးတော့မှလုံပေးနိုင်တယ်ပေါ့နော်အဲ့အတွက်လည်းအများကြီးဝမ်းသာရတယ်ပေါ့အဲ့တော့ဆက်ပြီးတော့ဒီကောင်တွေเนาะကံကောင်းတာပဲလားကံမကောင်းတာပဲလားเนาะပြောရတာတော့နည်းနည်းတော့ခက်တယ်